ဝိညာဉ်တော်ရဲ့အစသည်ရှင်မစကိန်းနဲ့ဖြစ်ပါတယ်။တမိုင်းเจ้าကိုကျွန်တော်တို့ပြောမယ်ဆိုရင်မြတ်ဗုဒ္ဓတာဝတိပြမှုဇေတဝန်မှာစတင်သတင်းသုံးတဲ့21ဝါမြောက်မှာသူ့နာမရတိုင်းလေကိုင်းဝါရိစကာမမှာဟလာစန္ဒကုနန္တာကျောင်းတော်ရာကိုအတူခံဖို့မဟာပုံနာမတိပင့်လျှောက်ချက်ရမြတ်ဗုဒ္ဓသည်ရှင်ပြန်900နဲ့ကြွလာပါတယ်။အဲ့လိုကြွလာတဲ့အခါကျတော့9ရက်သတင်းသုံးပြီးတဲ့အခါနောင်တော်ဘုရားများဖြစ်ကြတဲ့ရှေးဘုရားများနီးတူအဝိဇိတာဖြစ်တဲ့မစွန့်ပယ်ရတဲ့ဒီကေလာသဘတောင်ကြွလာခြင်းဖြစ်ပါတယ်။ကြွလာပြီးကေလာသဘတောင်မှာဒီမှာတညတာသတင်းသုံးပါတယ်ဒီတောင်ပေါ့ဒီရှင်မစကိန်းနဲ့တည်ရှိတဲ့တောင်ပေါ့အဲ့မှာသတင်းသုံးတဲ့အခါမှာဆက်ကြဝဠာတိုက်တော့နတ်ပြမာတွေလာရောက်ပြီးတော့တရားနာကြပါတယ်အဲ့လိုနာကြတဲ့အခါကျတော့ဟိုဘက်ကမှာတောတစ်ခုမှာနေတဲ့ဘောကျော်ဘောတော်ဘောသူရဘောရတညီနောင်၄ပါးကမြတ်ဗုဒ္ဓကိုလာဖူးမယ်ဆိုပြီးတော့သူတို့မဟာဗေသစ္စာအနေနဲ့ဖန်ကားတည်တည်ရှာမိပြီးတော့မြတ်ဗုဒ္ဓကိုလာပြီးတော့ဖူးရင်ပူဇော်ပါတယ်လူရမ်းပါတယ်အဲ့လူရမ်းပြီးတော့တရားနာပါတယ်မြတ်ဗုဒ္ဓကလည်းဘလူးရဲ့ကိုက်ညီတဲ့တရားတော်ကိုဟောကြားတဲ့အခါကျတော့ဟိုဘက်ကကိုကြွတော်မူပါဗျာလို့ပြလျှောက်တဲ့အခါနောင်တော်ဘုရားများလည်းကြွားဦးထုံးစံမရှိတော့မြတ်ဗုဒ္ဓကကြွခဲ့ပါဘူးမကြွခဲ့လို့ဆိုရင်တော့တပည့်တော်တို့ကိုကိုယ်ွယ်ဖို့တစ်ခုဆွလွန်တော်မူပါဆိုတဲ့အခါကျတော့တရားမြတ်စက်ကလူရမ်းတဲ့ပစ္စည်းက3မျိုးရှိတာဟုတ်နံပါတ်1မြတ်ဗုဒ္ဓခိတ္တနာယူနိုင်ဖို့တော့တိကြောင့်မန္တတော်တစ်ခုနောက်မြတ်တော်တော်တစ်ခုမြတ်သပိတ်တော်တစ်ခုဖြစ်ပါတယ်အဲ့ဒီကနေမှမြတ်တော်တော်ကိုဘလူးညီနောင်ကိုဆွန့်လိုက်ပါတယ်မြတ်တော်တော်လည်းရရောအငယ်ဆုံးဖြစ်တဲ့ညီနောင်တစ်ပါးကိုမြတ်တော်ထားရှိမဲ့နေရာသွားပြင်းကြီးဆိုပြီးတော့လွှတ်လိုက်တယ်အဲ့ဒါဘောကျော်နဲ့ဘောတော်ညီနောင်နှစ်ပါးကနေပြီးတော့မြတ်တော်ထမ်းပြီးတော့ညီတော်တွေကိုအလာကိုစောင့်ပါတယ်စောင့်ပြီးတော့ဒီအေယာရီမြကန်းထိန်မှာပဲမြတ်တော်ချပြီးတော့သူဖူးမြော်ပါတယ်တော့အထိမ့်မှနေနဲ့ကျွန်တော်တို့မြတ်တော်ချစီဒီနှစ်စုတဲထားတာရှိပါတယ်နော်နောက်အရှိသာသနာအတွက်မြတ်ဗုဒ္ဓကဒီနေရာမှာသာသနာပွင့်လင်းမယ်ဆိုတာသိတဲ့အတွက်ကြောင့်မဖြစ်လို့ဆိုတော့ဒီမြတ်သပိတ်တော်ကိုဗုဒ္ဓကိုယ်တိုင်တရားမျက်စိမှာဆင်းပြီးတော့အဋ္ဌာန်နဲ့မျောပါတယ်မျောလိုက်ခါကျတော့ဒီမျောဆုံးသွားပြီးတော့အောက်မှာမလွန်ရရောက်တော့တက်ရနေပါတယ်အဲ့ဒါကိုဆယ်ပြီးတော့မြတ်သပိတ်စီတွေဆိုပြီးတော့တည်ထားတာရှိပါတယ်ဒီမှာညတာသတင်းသုံးပြီးတော့မှမြတ်ဗုဒ္ဓဒီပြန်ကြွသွားပါတယ်တောက်တိဇေတွင်ကျောင်းပြန်ကြသွားတယ်အဲ့လိုကြွသွားတဲ့အခါမှာဒီတဲကျောင်းမန္တတော်ကိုတရားမင်းဒီဌာပနာပြီးတော့ကိုးတော်မြေကြောက်စီတီတည်ရတယ်လို့ဆိုပါတယ်အဲ့လိုတည်ခဲ့တဲ့ကိုတော်မြေကြောက်စီတီတည်ခဲ့ကြောင်းကိုကြောက်စာကပီးထိုးပြီးတော့စိုက်ထူခဲ့ပါတယ်နော်အဲ့စိုက်ထူခဲ့တဲ့နေရာကတော့ဒီဇီတော်ကြီးရဲ့တောင်ပင်နားမှာရှိပါတယ်သူတည်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေအတွက်ကိုမှတ်တမ်းကပီးအနေနဲ့ကြောက်စာတိုင်းဆိုတော့စိုက်ခဲ့တဲ့နေရာဖြစ်ပါတယ်အဲ့ကြောက်စာတိုင်းစိုက်ခဲ့တဲ့နေရာတစ်ခုကိုခြေပြီးတော့ကြောက်စာတဲ့နေရာမှာဒီငုံပြီးတော့ကြောက်စာတိုင်းဒီတည်ခဲ့တဲ့ဒီဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီဇီဒီအောက်မှာအရင်တော့ကြောက်စာတိုင်းရှိတယ်အဲ့ကြောက်စာတိုင်းပေါ်မှာမှဒီဇီဒီကိုပြန်ပြီးတော့ငုံပြီးတော့ပြန်ထည့်တာဟိုလျောင်းတော်မူကြီးကကြတော့လျောင်းတော်မူကြီးကကျွန်တော်ထောင်ခုနလွန်ခဲ့တဲ့ပေါင်း168ကရှိတဲ့သမ်းမြေရွာဒီပင်ရင်းကြီးဥပဲသူကလူတဲ့အထဲမှာလျောင်းတော်မူပါပါတယ်လျောင်းတော်မူကတော့ပျက်စီးသွားပြီပေါ့သူလူခဲ့တဲ့လျောင်းတော်မူကပျက်စီးသွားလို့ဒီလျောင်းတော်မူကိုအစ်စ်ပြန်ပြီးတော့ဒီထားခုခဲ့တာဟုတ်ကဲ့အဲ့ခါရောသမိုင်းကိုကျွန်တော်ပြန်ဆက်မယ်ဆိုရင်သာသနာတက္ကရာ123ခုနှစ်ရောက်တဲ့အခါမှာဒီခေတ်တရားမှာမင်းပြတဲ့ဒုတော်မင်းကြီးကစန္ဒကုဏသာကျောင်းတော်ရာကြီးကိုလာပြီးတော့ဖူးဖို့ဆိုပြီးတော့ဖောင်တော်နဲ့ဆန်လာပါတယ်ဆန်လာပြီးတော့ဒီမြတ်တော်ဇီတော်ကြီးရဲ့မြောက်ဖက်နားမှာတဖန်တော်မြစ်ကွေလို့ခေါ်တဲ့အခုတဖန်စိန်နေရာပေါ့အဲ့နာမှာရောက်တဲ့အခါကျတော့ညအချိန်ကြည့်လိုက်တော့ဒီရှင်မစကိန်းတဲ့ဇီတော်ကနေပြီးတော့ရောင်ကြီးတော်ကြီးကွန်ပျူတာကိုတွားတွေ့အဲ့တွေ့တဲ့အခါကျဟာဒီမှာရောင်ကြီးတော်ကွန်ပျူတာဆိုတော့ဒီဘက်ကိုလာပြီးတဲ့အခါကျတော့ကြည့်လိုက်တဲ့အခါကျတော့ဒီရှင်မစကိန်းတဲ့ဇီတော်တရားမြတ်သူကိုယ်တိုင်တည်ခဲ့တဲ့အကြောင်းကပီးမှတ်တမ်းတင်ထားတဲ့ကပီးကြောက်စားတယ်ဒီတွားတွေ့ပါတယ်တွေ့တဲ့အခါကျတော့အလွန်ကြည်ညိုလုံးလို့မလို့ဒီဘုရားကြီးကိုညံတော်မြင့်နဲ့ပြုပြင်မယ်ဆိုပြီးတော့ဒီကျွန်တော်တို့ခုနထမ်းမြေရွာရဲ့အနောက်တောင်ရုံးလေးမှာရှိတဲ့နေပြာကြောင်ဆိုတဲ့အရက်မှာဘုရားကြီးတက်ခဲ့တင်တာနဲ့နန်းဆိုင်ထားပါတယ်ဆိုင်ရနေဒီဘုရားကြီးကိုပြုပြင်ပါတယ်ဟုတ်ပြီးတော့ခုနကဟိုပြောတယ်လေကျွန်တော်တို့ဟိုဘက်ကြောက်ဇီဒီ
ကြားမင်းတည်ခဲ့တဲ့ဟိုကပီခုနဒုတော်ပေါင်းမင်းကြီးက တို့တော့မင်းကြီးကဒီကိုရောင်ကျော်ကွန်မြူလို့ဒီကိုရောက်ရှိလာပြီးတော့ဖူးမြော်တဲ့အခါမှာလှက်ပတ်ကြည့်တဲ့အခါမှာတရားမင်းကသူဒီဟာကိုကြောက်စီတီတဲခဲ့တဲ့အကြောင်းတဲเจ้าတော်ကိုငုံပြီးတော့ထာပနာပြီးတော့တဲခဲ့တဲ့အကြောင်းကိုကပီးထိုးထားတဲ့ကြောက်စာကပီးကိုသူကတွေ့ပါတယ်ဟောဒီဖရားရဲ့ပထမဆုံးစပြီးတော့တဲခဲ့တော့တရားမင်းတဲခဲ့တော့ကြတော့ဘလောက်အမြင့်ရှိတယ်ငါကတော့9000ပြည့်ကြောက်စီတီပေါ့ကြောက်စီတီကနေနောက်ပိုင်းကျတော့ကျွန်တော်ကျန်စသားမင်းကြီးတို့ဒုတိယမင်းကောင်းတို့စသည်အဖြစ်ပေါ့နော်လောင်းစီသူမလိစီသူမင်းတွေကအဆက်ဆက်ကျွန်တော်တို့မိုင်းရွှေစက်တော်လည်းတွားရောက်ဖူးမျိုးပြုပြင်တယ်ဒီမှာလည်းပြုပြင်တယ်လို့ဆိုပါတယ်နောက်ဆုံးမှာတော့ဒီလက်ရှိအနေထားရောက်လာတာကတော့1959ခုနှစ်ကနေ1962ခုနှစ်အတွင်းမှာဖြစ်ပါတယ်1959ခုနှစ်ရောက်တဲ့အခါမှာနယ်လက်ဓမ္မဂရိကအကျော်ရွှေဘိုဆရာတော်ဥမှုနေတာဆိုတဲ့ဆရာတော်ကြီးရှိခဲ့ပါတယ်ဆရာတော်ကြီးကနယ်လက်ဓမ္မဂရိကဒီမှာတရားလာဟောရနေပြီးတော့မြို့ကပုဂ္ဂိုလ်များတောင်းဆိုချက်အရသူဒီလိုသူဥသိပြီးတော့ပြန်လဲပြီးတော့မမတီဆောက်မယ်ဆိုသူရှက်လာပါတယ်ဘလို့တရားမလဲလို့သူစဉ်းစားရတဲ့ခါကျညအိမ်မက်မဲ့တဲ့ခါကျနတ်ပေးတဲ့အိမ်မက်ပုံတိုင်းဒီလိုပြစ်စရာ90နဲ့စီလိုတီခဲ့ခြင်းဖြစ်ပါတယ်မူလတင်ရတော့ကတော့ဒီအရှိဘက်မှာသူကသေကားကြီးမတ်ဆော့ဆိုဒဇင်းပဲရှိရတယ်လို့ဆိုပါတယ်ဒီပြစ်စရာအစင်းစင်ရလဲကျင်းပါတယ်ကျင်းတာကိုသူတည်ခဲ့တာ1959ကနေ62ခုနှစ်အတွင်းမှာသူတည်တာဖြစ်ပါတယ်အဲ့တော့တည်ပြီးတော့62ခုရောက်တဲ့အခါကျတော့မဟာဆေးဝင်ကဆရာတော်ကြီးဥတုရရကဥစည်းပြီးတော့ဒါကိုပြစ်စရာအဆင့်တွေကိုလည်းပြန်ချိတ်လိုက်ပါတယ်ချိတ်ပြီးတော့လေကားကိုလည်းအခုလက်ချက်ထိုးလေးမျက်နှာပေါ့နော်တောင်မြောက်အရှိအနောက်လေးမျက်နှာမှာခုပုံစံအတိုင်းကျွန်တော်ပြန်ပြုပြင်လိုက်တာဖြစ်ပါတယ်မူလပုံစံကတော့မူလပုံစံမှာပဲတိုးတော့လေကားတွေချိတ်လိုက်တာပေါ့ပြစ်စရာတွေချိတ်လိုက်တာအဲ့လိုဆိုပါတယ်ပြီးတော့ခုနကတော့ပြောတော့ကြောက်စီကြီးကဘယ်လောက်ပဲရှိတယ်ကျောက်စငကိုတို့ကတရားမြစ်တဲတာတော့9000ပြည့်ပါ9000ပြည့်အခုကျတော့အခုညာတော့109ပဲရှိပါတယ်ဒါကတော့အစင်းစင်းပြုပြင်လာရဲ့နောက်ဆုံးအခြေအနေပါဟောဟိုမင်းဘူးမျိုးဘာဖြစ်လို့မင်းဘူးမျိုးလို့ခေါ်ရလဲမင်းဆက်လာရောက်ဖူးမြော်တော့ကြောင့်ငကိုတို့ကမင်းဖူးပေါ့မင်းဖူးကနေနောက်ဆုံးအခုကျမင်းဖူးမျိုးကာလာရွရောက်သွားတော့မင်းဖူးဆိုပြီးတော့မင်းဖူးမျိုးရဲ့လို့ခေါ်ကြတာဖြစ်ပါတယ်ရှင်းတော့မင်းဖူးရဲ့ဒီနေရာဒီဟိုရှင်မင်းဘူးစီရောပတ်ဝန်းကျင်မှာရှိတဲ့ဇေယျလဆိုတဲ့ရွာကြီးဖြစ်ပါတယ်ဒီရှင်မင်းဘူးကြတော့ဘာဖြစ်လို့ရှင်မင်းဘူးလို့ရှင်မင်းဘူးဆိုတာကတော့ငကိုပကံခိတ်ကတမိုင်းပါပဲဆလီမင်းခွေးကသူ့ရဲ့ခမီးတော်ကိုလုတ်ကြံခံရပြီးတော့သူ့မေတော်ကကိုရက်မှန်တဲ့ဆလီရက်ကိုသူကပုံနေတယ်ဆလီမင်းကိုအဲ့မှာမွေးတယ်မွေးတဲ့အခါကျတော့သူဒီဘာလို့လေရိုးသားအမှန်နဲ့လိုက်တယ်အသမန်းကြောင့်လုတ်တယ်လိုရက်နဲ့ဒီဘက်ကိုမင်းဘူးကိုရောက်လာတယ်အဲ့ခုနဇေယျလပဲရှင်မင်းဘူးဆိုတဲ့အမျိုးသမီးကိုတွေ့တယ်သူကဘေးတဲ့အကျော်ပေါ့ဘေးတဲ့အကျော်ပေါ့သူမေးတဲ့အခါကျတရှင်ကြရင်မင်းဖြစ်လိမ့်မယ်ပေါ့မင်းဖြစ်ရင်တရားကျွန်တော်ဘာနဲ့ပူဇော်မှာလဲဆိုတော့ပူဇော်ပါမယ်ဆိုပြောအဲ့ဆိုလက်ဦးကိုပယ်လိုက်ပါဆိုတော့ဟုတ်ပြီဆိုပြီးတော့သူပြန်ပြီးတော့ဆလီကိုစမ်းတဲ့အခါကျတော့ရွှေလက်မခွန်ထိုးပါမှလာညှိတယ်ပြောတာဟုတ်အဲ့ဒါလက်ဦးပေးရမယ်ဆိုသူကအဲ့ရွှေလက်မခွန်ကမြူတော့ဘူးမြူရဲနဲ့နောက်စင်တင်းကိုမြေတုံးကမှတွားပြီးတော့သူမှုထမ်းတယ်ထမ်းရတယ်နောက်ဆုံးကျတော့သူအဲ့ဒီသူ့ဘာတွေတော့သူလောက်ကြတယ်ပြောတာဟုတ်နော်လောက်ကြပြီးမင်းဖြစ်သွားတယ်မင်းဖြစ်သွားတဲ့ကသူမင်းလဲပြီးတော့သူဂတိအတိုင်းပဲရှင်မင်းမှုအဲ့ဘင်းနဲ့ဆရာမလာပြီးတော့ရွှေလဲငွေလဲတွေလာပြီးတော့ပူဇော်တယ်ပေါ့ပူဇော်တော့ရှင်မင်းမှုကမင်းမှုကနေပေါ့နော်သူကတဲလိုက်တာဇေဒီတဲပြီးတော့ဇေဒီတဲပြီးပါမင်းကြီးလာရောက်ဖူးမြော်ပါဆိုတဲ့ခါကျတော့အဲ့လိုဖူးမြော်ဖို့အတွက်အဲ့ဒီပကန်းကနေသူလာတဲ့အချိန်မှာဘေးကအမတန်ဖုံးကန်ကြီးကံကောင်းတော့သူ့ကိုဒီမှာလောက်ကြမှုလောက်ထားတယ်လောက်ပြီးတော့သူ့ယောက်ျားကိုနတ်တင်မယ်ဘေးကိုလောက်ကြမယ်ပေါ့နော်အဲ့ကဒီကရှင်မင်းဘူးကလောက်ထားတာအဲ့ပါသူဗဇက်ရာဆိုရင်ပေါ့ဒီဇေယော်ကြီးမှာသူကရန်ရားတွေဆင်းထားတယ်ပြောတာဟုတ်ဘေးကနေပြီးတော့ဒီဇေဒီကြီးကိုလာဖူးတဲ့အခါဒီရန်ရားနဲ့သူဘေးကိုလောက်ကြမယ်ပေါ့နော်အဲ့ဒါကိုဒါပေါက်ကြသွားတဲ့ခါမှာအဲ့ရှင်မင်းဘူးနဲ့ဆွေတော်မျိုးတွေကိုတတ်လိုက်ယောက်ျားပေါ့အဲ့ကကျတော့ငကိုတော့ကတော့ဘာဘွဲ့မှမရှိသေးတဲ့ဥစ္စာထီလည်းမတင်ခဲ့ရသေးဘူးတိုးတော်လည်းပဲမမင်းဘူးဆိုတဲ့အမျိုးသမီးကြီးကတည်ခဲ့သောကြောင့်ခုဖះကိုလည်းရှင်မင်းဘူးလို့ခေါ်လိုက်တာပါဒါဆိုရင်ခုနကတော့မင်းနေဖူးလို့မင်းဘူးလို့ခေါ်ပြီးတော့အဲ့ရပြီးမှဒီရှင်မင်းဘူးဖြစ်တာပေါ့ရှင်မင်းဘူးကသူကနောက်ကြတာမင်းဘူးရဲ့အမီပေါ်ပေါက်လာပုံနဲ့တော့56မျိုးလောက်ရှိအဲ့လိုမျိုးတော့ဒါကတော့ကျွန်တော်တို့လည်းဘုသူတရရအောင်နည်းနည်းလေးသိရလေးရှင်းထပ်ပြောပေးပါဆိုရင်ဒါကတော့ကျွန်တော်တို့ဒီဟိုတော့ကျွန်တော်တို့ဒီအင်္ဂလိပ်သုံးတဲ့73မြေပုံပေါ့အခုလည်း topograph map ပေါ့နော်အဲ့ဒီပုံကြည့်လို့ရှိရင်ဒီမင်းဘူးရဲ့မြောက်ဖက်နားမှာဟိုဒီဘက်ကလာတဲ့ရွှေသွတော်ကလာတဲ့မန်းနဲ့မန်းချောင်းနဲ့ဟိုပွင့်မြူဘက်ကလာတဲ့မုံချောင်းနဲ့ကသွားဆုံတယ်အဲ့အစုံလေးနေရာမှာအဲ့ဇေယျလရွာကြီးကရှိတာဟုတ်ရှိတဲ့အခါကျတော့မန်းနဲ့မုံနဲ့ပူတော့မန်းဘူးကနေကာလာရွာတော့မင်းဘူးဖြစ်သွားပါ
ဟောအဲ့ဒါတစ်မျိုး တစ်မျိုးနောက်တစ်ခါအခုလိုပဲမင်းနဲ့ဆက်ဆက်လာရောက်ဖူးမြော်သောကြောင့်မင်းဖူးကနေမင်းဖူးဖြစ်သွားတာရှိပါတယ်တစ်မျိုးနောက်တစ်ခါရှင်ဖို့မေကမိဖုရားခေါင်းကြီးအနေနဲ့မင်း50မိဖုရားဖြစ်ခဲ့တယ်ဆိုတာပြောတာဟုတ်ပြောတဲ့အခါကျတော့ तू ကဒီဒုတိယမင်းကောင်းထင်တယ်အဲ့ तू လက်ထက်မှာ तू ရခိုင်ကိုထွက်ပြေးတယ်ရခိုင်ထွက်ပြေးပြီးတော့အဲ့မှာသူ့ရဲ့ဘေးကနောက်ဆန်ကံကုန်တော့ तू မန်းဆက်တော်မှာဝင်ပြီးတော့ခဏဘုရားဘူးပြုရင်နေတယ်ပေါ့နော်အဲ့မှာနောက်ကဘေးကလိုက်လာတယ်လိုက်လာပြီးတော့ရှင်ဖို့မေခေါ်တယ်ခေါ်တဲ့အခါကျတော့ဘေးနဲ့မိဖုရားနဲ့တွေ့ဆုံပူပေါင်းနိုင်တော့နေရာဖြစ်တော့ကြောင့်မင်းနှစ်ပါးတွေ့ဆုံတဲ့နေရာဖြစ်တော့ကြောင့်မင်းပူပေါ့အဲ့လိုဆိုပြနေနော်နောက်တစ်မျိုးရှိသေးလားအဲ့ရလောက်ပဲရှိတာတော့6မျိုးလောက်တော့ရှိတယ်ဒါပေမဲ့3မျိုးသင်ရှားတာကတော့3မျိုးလောက်ကတော့ထင်ရှားပြီးတော့နောက်တစ်ခုထင်ရှားတာလေကျွန်တော်တို့လည်းသိတယ်ဒီဟိုဘလူးပေါ့နော်ဘောကြော်နဲ့ဘောတော်မှာဟိုဘလူးတစ်ပါးဖက်နှက်မပါဘူးနော်ဟိုအဲ့ဒါရောဘလူးမျိုးလဲဒါကတော့ကျွန်တော်တို့တမိုင်းအရာတော့စားထဲမှာတော့မတွေ့ဘူးပေါ့တိုးတော့ဗဇက်ရာဝင်ပြောမယ်ဆိုရင်တော့မြတ်ဗုဒ္ဓဒီကိုကြွလာတယ်ဆိုတာသိတဲ့အခါကျတော့ဘောကြော်ကနေပြီးတော့ညီတော်ကိုခေါ်တာခေါ်တဲ့အခါကျဂရိုက်ကြိုက်လိုက်တော့ဖက်မစီးခဲ့ဘူးသူဆိုရတယ်ဟုတ်တော့ပါအဲ့ဆိုရင်ကျွန်တော်တို့ဟာပေါ့ကြီးစရာတစ်ခုနေနေဆိုရင်ရောဟိုဒီပယံသမားဖက်မစီးခဲ့ဆိုရင်သူသဘောရလုတ်ခဲ့တာလည်းရှိမှာပေါ့နော်အဲ့လိုလည်းရှိတယ်ပါဘာလို့ဆိုဒါသိခက်တယ်လေဒါပေမဲ့ဘာဖြစ်ဖြစ်တော့ဒီဟိုဘောသောနဲ့ဘောကြော်ဘလူးညီနောင်မှာတော့ကျွန်တော်တို့ဘလူးတစ်ပါးတော့သိကြတယ်ဖက်နှက်မပါဘူးအဲ့တော့ဖက်နှက်မပါဖက်နှက်မပါတာညီတော်ပေါ့ညီတော်ကိုတတ်မှတ်လိုက်တာပေါ့ကျွန်တော်တို့ကဩဘာလို့ဆိုသူကဘောကြော်ကအကြည့်ဘူးဘောကြော်ဘောသောဘောသူရဘောရတရက်ခတာကြီးရက်ခတာလီဘောရမ6ရောက်ကိုအစင်လိုက်ကျွန်တော်ရွတ်တဲ့အတိုင်းပေါ့နော်အဲ့လိုဖြစ်တာပြီးတော့ဒီရှင်ပင်စကိန်းတဲ့ဖရားရဲ့ဟိုဘွဲတော်ရဲ့အထိပ္ပယ်လေးရောဟိုရှင်းပြပေးပါလားရှင်ပင်ဆိုတာတော့မြတ်ဗုဒ္ဓကိုရည်ညွှန်းခြင်းဖြစ်ပါတယ်တတ်တော်ထင်ရှားမြတ်ဖရားကိုရည်ညွှန်းတာဖြစ်ပါတယ်စကိန်းချင်းစီကိန်းဆက်ခြင်းပေါ့နော်ကိန်းဆက်ခြင်းဆိုတဲ့ကိစ္စတကယ်တော့သူကအိတ်တာတော့မဟုတ်ဘူးမြတ်ဗုဒ္ဓတို့မြည်ဒီမှာတော့အိတ်တာတော့မဟုတ်ဘူးသူကနော်ဖလားသမဘာရဲ့ဝင်စားမယ်အနားယူမယ်ပေါ့နော်အဲ့လိုကိန်းဆက်ခြင်းရဲ့အဓိပ္ပာယ်ကိုတခါစကိန်းဆိုတာနဲ့ပြန်ပြီးတော့အဓိပ္ပာယ်ကိုဟုတ်လားပြောင်းပြန်ယူပြီးတော့ပြောင်းပြောင်းထားရှိပြီးတော့ကျွန်တော်တို့ကရှင်ပင်စကိန်းဆိုပြီးတော့ဒီဇီဒီကိုရှင်ပင်စကိန်းနဲ့ဇီဒီတီးခိုနေထိုင်သောကြောင့်ရှင်ပင်စကိန်းတီးတနည်းအားဖြင့်ပြောဆိုရင်တော့တဲကြောင့်မန္တတော်ကိုဌာပနာသောကြောင့်ရှင်ပင်စကိန်းတဲပေါ့အဲ့ဒီပဲဖြစ်ပါတယ်ဟိုနောက်တစ်ခုကျွန်တော်ကြားဘူးထားရှိသေးတယ်ဗျဒီရှင်ပင်စကိန်းတဲဖះကိုလာဖူးလို့ရှိရင်အဲ့လိုမျိုးဟိုဂုံတူးဘယ်လိုပြောရမလဲဟိုယာတူးဂုံတက်တယ်လို့ကြားဘူးတယ်အဲ့ဒါကတော့ကျွန်တော်တို့ဇီဒီတော်မှာတော့ဟိုဓာတုဇီဒီဓမ္မဇီဒီဩရိတဇီဒီပရိဘောဂဇီဒီလို့ရှိတာကိုဒီရှင်ပင်စကိန်းတဲဆိုတော့မြတ်ကြီးကတော့မြတ်ဗုဒ္ဓတီးခိုခဲ့တဲ့တေချောင်းမန္တတော်ကိုဌာပနာပြီးတော့တီထားတဲ့ဇီတော်ဖြစ်တော့ဒါပရိဘောဂဇီဒီမှာဝင်ပါတယ်နေရာထိုင်ခင်းကိုမြတ်ဗုဒ္ဓရဲ့နေရာထိုင်ခင်းကိုဌာပနာပြီးတော့တီထားသောကြောင့်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကောင်းကျိုးချမ်းသာတွေရနိုင်ပါတယ်။ဘာကြောင့်ဆိုတော့ပရိဘောဂဇီဒီဖြစ်နေတယ်နေရာထိုင်ခင်းလည်းဖြစ်နေတယ်။မြတ်ဗုဒ္ဓရဲ့သတင်းသုံးခဲ့တဲ့အထွတ်မြတ်ဆုံးနေရာဖြစ်သောကြောင့်ဒီဖျားကိုလာရောက်ဖူးမြော်ခြင်းအပြင်ဂုံတုမြင်မာမယ်၊ယာတုမြင်မာမယ်။နောက်ကိုယ့်ရဲ့နေရင်အဆောက်အဦဒီအားလုံးအဆင်ပြေမယ်နေရာထိုင်ခင်းအားလုံးအဆင်ပြေမယ်ပေါ့နော်။ဒီလိုပဲကျွန်တော်တို့ဒါဟိုသူ့ရဲ့ကောင်းကျိုးချမ်းသာတွေခံစားနိုင်မယ်လို့ကျွန်တော်တို့ဒီဥစ္စာဒါဗုဒ္ဓဘာသာရဲ့နိလန့်အရာကျွန်တော်ပြောချင်းဖြစ်ပါတယ်ရှင်ပင်စကိန်းတဲ့စီကျော်တို့မြည်ပြီးရော90တော်ရောဒီဘက်ကမြတ်တလုံးမြတ်တပိတ်ကြီးအားလုံးအစပြီးစံကုဏ္ဏသာအကြောင်းတော်ရစခဲ့တာဖြစ်ပါတယ်ဩဒါဆိုရင်ကျွန်တော်တို့ကဒီမြတ်တလုံးရဲ့စကိန်းရဲ့မလွန်ဟုတ်ကဲ့မြတ်တပိတ်ရဲ့အစအကြောင်းတော်ရလို့ပြောမှာဟုတ်ကဲ့
ဒီငကဘွက်တောင်နဲ့ပတ်သက်တဲ့သမိုင်းကြောင်းလေးကိုဒီကငကဘွက်တောင်ဖက်ဆုံသားရလှပရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဝင်းကကျွန်တော်နည်းနည်းလောက်ရှင်းပြပေးပါလားအဲ့တော့ကျွန်တော်တို့ငကဘွက်တောင်ရဲ့သမိုင်းအစကိုကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့နမဒါနဂါမင်းကြီးကနေပြီးတော့စပြောမှာဖြစ်ပါတယ်နမဒါနဂါမင်းကြီးကနေပြီးတော့အရှင်ဘုရားတို့ပြန်လဲကြွက်ကန်ဒီမှာတပည့်တော်တို့ပိုးွယ်ဖို့အတွက်တစ်ခုခုစွန့်ကြဲခဲ့ပါလို့ပြောတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့ဝဲဘက်ချီတော်ရနမဒါနဂါမင်းရဲ့လျှောက်ထားမှုကြောင့်ကြောက်ဖြာပေါ်မှာဝဲဘက်ချီတော်ရောက်တည်ပြီးတော့စွန့်ကြဲခဲ့ဒီဟာဒီနမဒါနဂါမင်းကြီးနဲ့တခြားသောနာနဂါများကိုးကွယ်ဖို့အတွက်ဆိုပြီးတော့ရည်ရွယ်ပြီးတော့ဘုရားရှင်ကိုလိုမြတ်ကြီးကဝဲဘက်ချီတော်ရောက်စွန့်ခဲ့အဲ့ဒီဥစ္စာကိုပဲကျွန်တော်တို့အခုချိန်ထိအောက်ချီတော်ရအောက်ဆက်တော်ရဆိုပြီးတော့ကျွန်တော်တို့အခုချိန်ထိဖူးခွင့်ရခဲ့တယ်အဲ့တော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကနမနာနဂါမင်းကြီးကိုဒီချီတော်ရာချပေးစဉ်တုန်းကတော့နမနာနဂါမင်းကြီးမှာရှိတဲ့သားနဲ့သမီးနှစ်ယောက်ကအနားမှာမရှိဘူး။ဟောလေအဲ့ဒီနဂါမောင်နှမနှစ်ယောက်ရဲ့နာမည်ရကြတော့ဟုတ်ပြီအဲ့တော့နမနာနဂါမင်းကြီးမှာသားသမီးနှစ်ယောက်ရှိတယ်သမီးအကြီးကအမတော်သူစီတာသားအငယ်ကမောင်တော်နန္ဒသူတို့နှစ်ယောက်ကတောကစားသွားနေကြတယ်ကျမသူတို့ပြန်လာတဲ့အချိန်မှာဒီချီတော်ရာကိုတွေ့တဲ့ခါကျတော့နမဒါနဂါမင်းကိုဖာကမေတော်ကြီးဒါဘာလဲတော်တော်ထူးခြားနေလို့သားတို့သမီးတို့ပြပြပါလို့မေးတဲ့အခါမှာနမဒါနဂါမင်းကြီးကနေလောကမှာဘောရမဖျားဆိုတာပွင့်နေတယ်အဲ့ဒီဖျားရဲ့ခြေတော်ရာဖျားရှင်ကိုတို့မြတ်ကြီးရဲ့ဂုံပုတ်တွေဟာဒီလိုကောင်းတယ်ဒီလိုထူးမြတ်တယ်ဒီလိုအသေးတော်တွေဟာတိတ်ပြီးတော့တင့်တယ်တယ်ဆိုတဲ့အကြောင်းတွေပြောပြတော့သားသမီးတွေဖြစ်တဲ့နဂါမောင်နှမကဖျားရှင်ကိုတို့မြတ်ကြီးကိုဖူးကျင်စိတ်တဖွာဖွာပေါက်လာခဲ့ပေါက်လာတဲ့ခါကျတော့ဖျားရှင်ကိုတို့မြတ်ကြီးကဒီကနေပြီးတော့ဒီမကူလာတောင်နမနာမြစ်ကနေပြီးတော့ပြန်သွားပြီးတော့ဘယ်မှာကျင်းမလဲဆိုတော့ကေလာတပတ်တောင်စကိန်းနဲ့အရောက်စကိန်းထဲမှာကျင်းဦးမယ်ဆိုတာသိတာအတွက်အဲ့ဒါသားတို့သမီးတို့လိုက်ပြီးတော့ဘုရားကိုထူးကျင်တယ်လို့သူ့ရဲ့အဖေနမနာနဂါမင်းကိုဖွင့်ပန်ခဲ့ဖွင့်ပန်တော့နမနာနဂါမင်းကလည်းကောင်းတဲ့အလုပ်လုပ်တာဖြစ်တယ်ကဲလိုက်ဖူးစီအန်ရီတော့ကင်းအောင်သွားကြဆိုပြီးတော့လွတ်လိုက်အဲ့လိုလွတ်လိုက်တဲ့အချိန်မှာဒီနဂါမောင်နှမကဘုရားကိုဖူးကျင်စောနဲ့လာရင်းနဲ့လမ်းမှာသူတို့ရဲ့အသက်အန္တရာယ်အတွက်အခက်အခဲဖြစ်သွားတယ်ဒါကလည်းဘာလဲဆိုတော့ဒီနဂါးတွေမွေတွေရဲ့ဒီသိငှက်တွေတို့ဂလုံတို့ရဲ့အစားအစာဖြစ်နေတဲ့အတွက်လမ်းမှာကလာတပတ်တောင်ရောက်ခံနေလေးမှာဒီနဂါးမောင်နှမကိုသိငှက်တွေရဲ့တုတ်ချီခြင်းကိုခံလိုက်ရပြီးတော့သိငှက်တွေကလည်းထိုးစိတ်ပြီးတော့အဲ့နာတေအောင်စားမသွားပဲနဲ့တနေရာမှာပြစ်ချခဲ့သူတို့အဲ့မှာစွန်တုတ်သွားတယ်အဲ့မှာသူတို့ဒဏ်ရာရပြီးတော့ကြတော့ဘယ်နားမှာလူပါတယ်အခုငကဝက်တောင်အရက်ဒီငကဝက်တောင်ဝိုင်းရဲ့ကျွန်တော်တောင်ပင်နားမှာငကလူအိုင်ဆိုတာရှိပါတယ်အဲ့ဒီငကလူအိုင်မှာသွားကြပြီးတော့ဒီနဂါးမောင်နှမကအလူလဲတေလူမျိုးပါခံစားနေတဲ့အချိန်မှာလဲဘုရားရှင်ကိုဒါဖူးရှင်တို့လာရအခုတော့နာရပါပြီအခုတော့သိရပါတော့မယ်ဒီလိုလေးတွေငိုးပြီးတော့ဘုရားရှင်ကိုတန်းတာပြီးတော့သူတို့တွေကအသက်စီဝင်ချုပ်သွားတယ်အဲ့ဒီအချိန်ကစပြီးတော့ဒီနဂါးမောင်နှမဒီနတ်နဂါးတွေဖြစ်သွားတယ်ဒါဘုရားရှင်ကိုတော်မြတ်ကြီးကိုတေကန်ဒီအချိန်မှာသတိတရစိတ်နဲ့ဖူးကျင်တဲ့စိတ်နဲ့သေဆုံးတာဖြစ်တဲ့အတွက်ဒီနတ်နဂါးမောင်နှမဒီလဲနတ်ကမစိတ်နတ်တကူပေါ့ရှိသောအစွမ်းအစရှိသောနတ်မောင်နှမဖြစ်သွားတယ်နဂါးမောင်နှမအဲ့ဒါကိုကျွန်တော်တို့ကအဲ့ဒီအချိန်ကနေပြီးတော့ဇီဝင်းကျွေသွားတဲ့နဂါးမောင်နှမဒီသူတို့ဒီနတ်နဂါးတွေဒါဖြစ်သွားကြပြီမဲ့သူတို့မှအပိုင်စားမရအောင်အပိုင်စားဆိုတာဘယင်တို့သမရတော်ကပေးမှသားလျင်အပိုင်စားရတာတခြားလူကပြီးလို့မရဘူးအဲ့တော့သူတို့တွေဒီအဲ့တော့အဲ့ဒီကလေးကနေဘုရားရှင်ကိုတော်မြတ်ကြီးဝါတော်20ကလေးကအသက်ကျွေခဲ့ပေမဲ့အပိုင်စားမရဘဲနဲ့ဒီလိုနဲ့ပဲကျင်းလေးကျစားပြီးနေထိုင်ခဲ့ကြတယ်ဒါပေမဲ့ကံကောင်းကျင်တော့မဟာတက္ကရိကိုဖြုတ်လိုက်ပြီးတော့နောက်တဲ့ကောဇာတက္ကရိအဲ့ဒီကောဇာတက္ကရိ113မှာကြာတော့ဒုတပောင်မင်းကသူ့ရဲ့မိန်းမပန်းထွားဘရင်မစစ်ရှုံးပြီးတော့ပြေးတဲ့မြခင်းတောင်ဆိုတာရှိအဲ့မြခင်းတောင်ကိုပန်းထွားဘရင်မပြေးပြီးပုံနေတာအဲ့ဒီအရက်ဒေသကိုလည်းရောက်ချင်တာနဲ့မြခင်းတောင်ကိုသွားတယ်သွားပြီးတော့အဲ့ဒီကအပြန်မှာစကိန်းနဲ့ဘုရားကိုဖူးကျင်တယ်ဆိုပြီးတော့ဒုတပောင်မင်းကြီးကစကိန်းနဲ့ဘုရားဘူးကိုလာတဲ့အချိန်မှာသူတို့ရောက်လာတဲ့အချိန်ကမှောင်းနေတဲ့အတွက်ဘုရားဖူးဖို့အတွက်အစင်မပြေတော့စကိန်းနဲ့ဘုရားကိုဖူးဖို့အတွက်ကအစင်မပြေတော့ဘူးဖြစ်နေအဲ့လိုဖြစ်နေတဲ့အတွက်ကဲယာယီတစ်ခက်တင်းတန်းထိုးပြီးတော့တို့နားကြမယ်ဆိုပြီးတော့နားလိုက်တဲ့နေရာကအခုကျွန်တော်တို့ငကဝက်တောင်ရဲ့တောင်ပင်နားမှာမြေပြားချောင်းဆိုတာရှိတယ်အုံဆိုင်ပြီးတော့အခုချိန်ထိတောရိပ်တောင်ရိပ်တွေမကုန်သေးတော့နေရဒါပေမဲ့အခုလက်ရှိအဲ့နေရာမှာဘုံကြီးကျောင်းတွေရှိနေပါပြီအဲ့ဒီကျောင်းကိုလည်းမြေပြားကျောင်းလို့ခေါ်ပါတယ်အဲ့တော့အဲ့နေရာမှာဒုတပောင်မင်းကြီးညအိပ်ပြီးတော့နေမဲဆိုပြီးတော့တေခစ်တရားပြီးရှင်ဒုတပောင်မင်းနားခုနေတုံးအချိန်မှာဒီနေရာမှာအသက်စီဝင်ချုပ်ပြီးတော့တည်ဆုံးသွားတဲ့နတ်နဂါးမောင်နှမဖြစ်တဲ့အမတော်သူစီတာနဲ့မောင်တော်နန္ဒနဂါမင်းတို့ဟာ
တို့တော်မင်းကြီးထံသွားပြီးတော့ကျွန်တော်ကျမတို့မှာဝိညာဉ်တွေဟာအခုချိန်ထိအပိုင်စားနေရမရရှိသေးတာဖြစ်တဲ့အတွက်ဘယင်ကြီးအနေနဲ့ကျွန်တော်မျိုးတို့အတွက်နေစရာပေးသနာတော်မူပါဗျာသူလျှောက်ထားတဲ့အခါမှာတို့တော်မင်းကြီးကနေကဲတို့တေးအောင်ခံစားခဲ့ကြရတဲ့ငကလူအရှိသောနေရာရဲ့နေရာတွေမှာမင်းတို့အပိုင်သားယူဒီနေရာမှာရှိတဲ့ခုနှစ်သားသမီးတွေရဲ့ကောင်းကျိုးတွေကိုဖြစ်ထွန်းအောင်ကုညီစောင့်ရှောက်ဘာသာရေးတရားတွေထွန်းကားအောင်ကုညီစောင့်ရှောက်အလူရေးတန်းရေးကိစ္စတွေထွန်းကားအောင်ကုညီစောင့်ရှောက်ဆိုပြီးတော့တို့တော်မင်းကြီးကဒီနေရာကိုအပိုင်သားပေးလိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာငကပွက်တောင်ရဲလို့အဲ့ဒီကလေးကအတိအကျပြောရရင်ဘောဇာတက္ကရီ133ကလေးကဒါကျွန်တော်တို့ရှိလာခဲ့တဲ့ငကပွက်တောင်ဒါပေမဲ့အဲ့ဒီရဲ့နောက်ပိုင်းမှာကတော့အခုလိုထွန်းတောက်ကြီးတော့မဟုတ်ဘူးပေါ့ဟိုတခုခုရဲ့တိုးတက်မှုထူးခြားမှုတွေကတဖြည်းဖြည်းပဲတက်တာဒိန်းဆိုမတက်ဘူးအဲ့တော့ငကားမောင်နှမတို့ရဲ့သူတို့ရဲ့ထူးခြားတဲ့ကမ္မစိတ်တွေကဒေါသကြီးနဲ့ဒေါသကြီးကိုအစွမ်းတက်ချစ်ရင်လည်းချစ်တယ်လို့အစွမ်းတက်အဲ့ဒီဟာတွေဟာဒီအရက်ဒေသမှာနေထိုင်ကြတဲ့လူတွေအားလုံးအတွက်ကဒါတွေကထူးခြားမှုတွေဖြစ်လာခဲ့ဒီထူးခြားမှုတွေကိုသိလာတဲ့အခါကျတော့အခုကျွန်တော်တို့ဒီနေရာတွေမှာဆိုလို့ရှိရင်သွားကြလာကြတဲ့လူတွေရှိတယ်အဲ့တော့ဒီနေရာမှာအခုလိုမစီကားသေးခင်တော့ကျွန်တော်တို့စကားပြောတာမှအစအပေါ်အပါသွားတာမှအစအနေအတိုင်းအပြောအဆိုမှအစတော်တော်ကြီးဆက်ရပါတယ်အဲ့လိုကြီးဆက်မှုတွေမရှိခဲ့ရင်အမတော်တို့ကစိတ်ဆိုးပြီးတော့ဒဏ်ခတ်ပါတယ်လူကြီးတွေကသိလာတဲ့ကောင်ဒီနေရာသွားရင်ဘလို့နေပြောရင်နဲ့တဖြည်းဖြည်းနဲ့ဂျိုသေးမှုတွေဖြစ်လာတယ်ဒါပေမဲ့ထူးထူးခြားခြားနဲ့ဒီမင်းဘူးမြို့ပေါ်မှာရှိတဲ့1 2 3ရက်ွက်တွေကနေပြီးတော့ဟလာယုံကြည်မှုတွေနဲလာတဲ့အခါမျိုးတဖြည်းဖြည်းနဲ့ကိုယ်ကွယ်မှုတွေကလျော့လာတဲ့အခါမှာအန္တရာယ်လေးတွေဖြစ်လာတယ်မီးလောင်မှုတွေမတစ်မနှစ်မသုံးမနှစ်ဒါတွေမှမီးလောင်မှုတွေနှစ်စဉ်ဖြစ်လာတယ်မင်းဘူးသူမင်းဘူးသားတွေရာဇဝင်မေ့ကြည့်ပါနှစ်စဉ်မီးလောင်တယ်ဆိုတော့ဟုတ်လားမေ့ကြည့်လိုက်အဲ့တော့အဲ့လိုမျိုးတွေဖြစ်နေတာဒီဘာကြောင့်လဲလို့မေးလိုက်တဲ့အခါကျတော့ဘယ်တော့မှတော့မောင်တော်တို့ကဒီမှာနေနေတာထိုင်တာတွေမကြိုက်ဘူးလှုပ်တဲ့ပုံစံတွေမကြိုက်ဘူးဒါမျိုးတွေရှိတယ်အဲ့လိုမကြိုက်တဲ့အခါကျတော့ဘာဖြစ်တော့ဆိုဒီအမတော်တောင်ကြီးကလုံးဝပိတ်သွားဒါ1994မှာဒီအမတော်မောင်တော်တို့ကအဲ့ဒီအပြစ်မျိုးတွေမကြိုက်ဘူးပေါ့လေဒီလိုလှုပ်တာကြီးမကြိုက်ဘူး1900ကဟမ်ဘယ်လောက်မှပိတ်တာ1994မှာဟောဒီဓာကြီးက1994မှာတစ်ခါပိတ်သွားတလားပိတ်သွားဟောတလားပိတ်သွားအဲ့တော့6လပိုင်းနဲ့မှာပိတ်သွားတလားပိတ်သွားတဲ့အခါကျတော့ဒါဘာဖြစ်လို့ဖြစ်တာလဲဆိုတော့ဒီလိုဆိုပြောပြီလေဒီလိုမကြိုက်တာရှိခဲ့လို့ပိတ်တယ်ဆိုလို့ရှိရင်ဒါကိုပြန်ဖွင့်မယ်ဆိုပြီးတော့ခင်မီနေစနစ်တွေနဲ့ကျွန်တော်တို့ပြန်ပြီးတော့ပွင့်အောင်စီစဉ်ကြတယ်ဒါခင်မီနေစနစ်တွေပေါ့သိပ္ပံခစ်ဒါပေမဲ့ဘလို့လို့မရဘူးမရတဲ့ခဲ့တော့လက်လျှော့ပလိုက်လက်လျှော့တယ်မှာအဲ့ဒီအချိန်မှာကျွန်တော်တို့ရှိကိုမတော်မောင်တော်တို့နဲ့မကင်းရမကင်းကြောင်းသူတို့ဆွေမျိုးသားချင်းမကင်းရမကင်းကြောင်းအစ်စ်တွေရှိတဲ့ကျွန်တော်တို့တမိုင်းထဲမှာမတ်ချူဆိုတဲ့အမကြီးဟာဒီကိုလာပြီးတော့ဘာမိတ်တယ်ဆိုတော့ရွှေဘော်ကျွန်းဆရာတော်ကြီးအထံမှာဒီကိစ္စကိုစီစဉ်မှာဆိုပြီးတော့အခုညီတောင်းခိုင်းမှာအဲ့တော့ကျွန်တော်ရွှေဘော်ကျွန်းဆရာတော်ကြီးကိုဒီကသက်ဆိုင်ရာလူကြီးတွေကရွှေဘော်ကျွန်းဆရာတော်ကြီးကိုသွားပြီးတော့ဒီအစီအစဉ်ကိုလုပ်တယ်ရွှေဘော်ကျွန်းဆရာတော်ကြီးကနေပြီးတော့ရွတ်ဖတ်တဲ့ဆယ်ဖို့ကိစ္စတွေအစီအစဉ်တွေအကုန်အစီအမံတွေလုပ်ပေးလိုက်တယ်ဆိုရင်ပဲအဲကျွန်တော်တို့9လပိုင်းထဲမှာပဲ28ရက်နေ့မှာရွတ်ဖတ်တဲ့ဆိုပြီးမနေ့3နာရီလောက်မှာစပြီးတော့ရွှေတင်း5ပြားလောက်အပွက်ကလေးကနေစပွက်လာမနေ့9နာရီကြော်တဲ့အချိန်မှာတော့အကြီးမားမားပွက်ပြီးတော့အားလုံးကြော်ကြရတာအဲ့ဒီအချိန်ကတော့မှတ်မှတ်ရတအားပျော်တဲ့နေ့အဲ့မှာမတော်မောင်တော်တို့ပွက်ပြီးဆိုလူတွေအားလုံးဝမ်းသာပါကြဒါဟာငွေတောင်မှာတော့ထူးထူးခြားခြားသမိုင်းတစ်ခုလို့ပြောရမှာပဲဒါကြောင့်လဲကျွန်တော်တို့ကဒီဘက်မှာရွှေဘော်ကျွန်းဆရာတော်ကြီးကိုကျွန်တော်တို့ကျေးဇူးတရားတွေရှိလို့ငွေတောင်မှာရွှေဘော်ကျွန်းဆရာတော်ကြီးရဲ့ပုံတူရုပ်တုတော်ကြီးထားပြီးတော့ကျွန်တော်တို့ပုတ်ွယ်ပြီးတော့ပူဇော်စီပါတယ်ဒါရွှေဘော်ကျွန်းဆရာတော်ကြီးရဲ့ဒါပူဇော်ရတဲ့အတိုင်းတာနောက်ကျွန်တော်တို့မြတော်မျိုးဆရာတော်ကြီးဆိုတာကလည်းမြတော်မျိုးဆရာတော်ကြီးကကြတော့ဒီငွေတောင်မှာဘုရားနှစ်ဆူရှိအဲ့ဘုရားနှစ်ဆူမြတော်မျိုးဆရာတော်ကြီးနဲ့သူ့ရဲ့သာသနာပြုမိသားစုတွေကနေပြီးတော့လှူတဲ့တည်တဲ့ဘုရားတွေအဲ့ဒါကတော့ကျွန်တော်1998လောက်မှဘုရားနှစ်ဆူကပေါ်လာတယ်အရင်တော့မရှိအဲ့တော့1998ကြာမှဒီဘုရားနှစ်ဆူပေါ်ခဲ့အဲ့ဒီဘုရားနှစ်ဆူကမြတော်မျိုးဆရာတော်ကြီးရဲ့အစီအစဉ်နဲ့ဘုရားတည်ခဲ့နှစ်စဉ်ငကွက်တောင်လာပြီးတော့လှူတဲ့သူ့ရဲ့သာသနာပြုလုပ်ငန်းတွေလုပ်တယ်အဲ့တော့မြတော်မျိုးဆရာတော်ကြီးကပြန်လုံတော်မမူခင်အထိငကွက်တောင်နှစ်စဉ်လာပြီးတော့စောင့်ရှောက်ပါတယ်အဲ့တော့မြတော်မျိုးဆရာတော်ကြီးပြန်လုံတော်မူသွားတဲ့အခါမှာလဲမြတော်မျိုးဆရာတော်ကြီးရဲ့အနေအထိုင်ကထူးထူးခြားခြားတွေရှိနေတဲ့အတွက်ယဟန္တာလိုဘာပဲဖြစ်ဖြစ်သီလသမာဓိပညာကတော့တော်တော်လေးကြီးညိုစရာဖြစ်နေတာဖြစ်တယ်ကျွန်တော်တို့ကအခုချိန်မှာလဲမြတော်မျိုးဆရာတော်ကြီးကိုလည်းကျွန်တော်တို့ပုံတူရုပ်ထုတော်ကြီးကိုပင့်ပြီးတော့ကိုးကွယ်စေပါတယ်
ဒီငကဘတ်တောင်လေဘယ်လောက်နဲ့လဲအဲ့တော့ဒီငကဘတ်တောင်ရဲ့အနှစ်ကိုကျွန်တော်တို့ကဘယ်လောက်နဲ့တယ်လို့ကတော့ပြောလို့မရဘူးပြောလို့မရဘူးဆိုတော့အခုလက်ရှိမြင်နေရတဲ့အတိုင်းအတာအနေနဲ့ငကဘတ်တောင်ဒီတဲကိုလူတယောက်ကြာသွားရင်အန်ရရှိနိုင်တယ်လို့တွေးစရာကြီးအောင်ဆိုရှစ်ဘွက်ကြီးအကြီးကိုဒါပေမဲ့ဒီထဲကိုကျွန်တော်တို့9နှစ်6နှစ်အရွယ်ကနေအသက်60 90အထိကြာဘူးပါတယ်ကြာတဲ့ပုံစံတွေကလည်းအမျိုးမျိုးပဲလူတွေတအားများလို့တိုက်မိတော်လောကောင်ကြာတယ်တချို့ကလည်းဒုံဆိုလမ်းလျှောက်ရင်းနဲ့ဘွက်ဆိုဆင်းပလိုက်တာအဲ့လိုမျိုးတွေလည်းကြွကြာသွားတယ်ဒါပေမဲ့ကြာတိုင်းအသက်ဆောပြီး9နှစ်6နှစ်ကနေစပြီးအသက်60 90အထိကြာလဲအန်ရမရှိဘူးအောက်ကမြောက်ဟာဝိုင်းမှာဟာဆွဲပါဟာနဲ့လှုပ်เสียမလို့ဘူးအဲ့လိုမျိုးအန်ရမရှိဘူးကျွန်တော်တို့အန်ရရှိရင်ဒီနေရာတွေအကုန်အတားတွေလုပ်အဲ့တော့ကျွန်တော်ကတောင်ဒီလုံးဝအန်ရမရှိသောနေရာဖြစ်ပါတယ်နော်အဲ့တော့ဒီအောက်ကိုအနက်ကိုပြောမယ်ဆိုရင်ကျွန်တော်တို့ကဆော့ပြောပြီးအနက်ဒီဘယ်လောက်လို့ကျွန်တော်ပြောလို့မရဘူးဘာလို့ပြောမရဆိုရင်ဝါတစ်လုံးကိုစိုက်လိုက်ဆုံးသွားလို့ရှိရင်နောက်ထပ်ဆက်ပြီးတော့ဝါတစ်လုံးကိုဆက်ပြီးစိုက်လိုက်ဆုံးသွားရင်နောက်ထပ်ဆက်ပြီးအားထိုးနေတယ်လို့ထိုးအောက်ကိုကျွန်တော်တို့အစုံကျွန်တော်တို့ပြောလို့မရအောင်အဲ့လိုနဲ့ပါတယ်နော်ဒါကသူကရှွန့်တောက်လျှောက်ရှိနေတာအဲ့လိုအနက်ဒီအဲ့လိုရှိတယ်အဲ့တော့သူ့ရဲ့အနက်ကိုကျွန်တော်တို့ဘယ်နဲ့ပေးနဲ့ပါတယ်လို့တော့ဘလို့မှမှန်းဆလို့မရဘူးအခုလိုဒီငကဘတ်တောင်တမိုင်းကိုတည်တည်ချာချာရှင်းပြပေးတဲ့ဦးအောင်ဝင်းကိုကျေးဇူးအများကြီးတင်ပါတယ်မင်းဘူးမြို့သူမြို့သားတွေနဲ့ငကွက်တောင်အဖွဲ့အစည်းကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်တို့ပြောလိုပါတယ်ဒီကမင်းကြီးရတယ်ဘောကဥပ္ပခါဟုတ်ကဲ့ကျွန်တော်နဲ့အတူကျွန်တော်တို့ဒီရှင်မင်းဘူးဖျားအကြောင်းကိုသိကျင်တဲ့ပြည်သက်တွေအတွက်ရှင်မင်းဘူးဖျားရဲ့သမိုင်းကြောင်းလေးကိုနည်းနည်းလောက်ရှင်းပြပေးပါလားဗျာကျွန်တော်တို့ရှင်မင်းဘူးဖျားသမိုင်းကြောင်းပြောပြရမယ်ဆိုရင်တော့ကျွန်တော်ပကံပြည့်ရှင်ပကံမင်းဆက်30 60မြောက်ဖြစ်တဲ့စလီမင်းခွေးကနေစပြီးပြောမှပြည်စုံမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်စလီမင်းခွေးရှင်မင်းမဖြစ်ခင်ကာလကဒီစင်းသားဘဝနဲ့အောက်ပြီးအောက်ရောက်ကိုလေလိုရောဖြစ်နေလောက်ကန်နေတဲ့အခါမှာအပြန်မှာကျွန်တော်ဒီမှာအင်းတော့မင်းမှုဆိုတာမရှိပါဘူးဒီရလာဆိုရွာကြီးတွေရှိတယ်အဲဒီရလာဆိုရွာကြီးမှာညကြီးဝင်းပြီးတော့တဲတဲ့အခါမှာညကြတော့အိမ်မက်သူ့ရဲ့ဥပူတွေနဲ့ပကံကြီးရိုးကြီးရစ်ပါအိမ်မက်မြင်မဲ့တဲ့အခါမနေ့ကြီးလင်းတဲ့ခါကျတော့ဒီရလာရွာမှာမုံပြားတဲ့ထိုးတယ်မင်းမှုဆိုရင်အမျိုးကြီးတယောက်ဒါဆိုလို့ရှိရင်မုံပြားသက်လက်ကအဲ့ဒီမမင်းဘူးလက်ထက်ကထိုင်ပေါ်နေရပေါ့ဟုတ်ပါတယ်ခင်ဗျအဲ့တော့ပေါ်တာပါလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ပကံခေဥကြတဲ့အတိုင်းပေါ်ခဲ့တဲ့မြမရိုးရမုံစစ်ပါတယ်သူကဒီရွာထိပ်မှာညောင်ပြီးတော့မုံသားရဲ့ကိုရောက်နေမင်းမှုကနေပြီးတော့သူကဗီဒီပညာနဲ့တက်ကျွမ်းတဲ့ခါကျတော့ဟောသူမင်းနေတဲ့ခါမင်းမှုကနေသူလက္ခဏာကြည့်အဲ့ဒါကချင်းချင်းဖြစ်မဲ့ဒါကရှိပါရှိပါလေဒါပေမဲ့လက်ဥတော့ပြရမယ်ဆိုခဲ့အမှလည်းဇလီမင်းခွေကကျွန်တော်ရှင်မင်းဖြစ်ရင်ခမရကိုလည်းကျွန်တော်ညီပြမြတ်ပါမယ်ဆိုပြီးတော့တတိစကားကပြေးပြီးတော့ဒီဆန်းသွားတဲ့ခါမှာဇလီမျိုးကိုရောက်တဲ့ခါကျတော့ရင်ပေါ်ကိုမော်မှာပြေထိုးရမှာရွှေလမန်းများနော်စွတ်ပါလာတဲ့ခါမှာကျောင်းနဲ့ကန်းချခဲ့ပါလက်ဥကိုပေချင်းဖြစ်ပါကန်းချတယ်ဆန်းတဲ့သွားတဲ့ခါကျတော့ဟိုရှိကြတော့ဘာကညောင်းညောင်းရောက်တဲ့ခါကျတော့စစ်တပ်ကြီးကတားတာဟိုမရှိမှမင်းလုံးကျူးပြီးမတော်ဘူးဒီအဲ့နဲ့ရခိုင်းတယ်အဲ့မှာတေမင်းပြရတော့စီလုံးစီမစောင့်နေတယ်ဒါမှမဟုတ်မင်းမြူကြီးစီးတာဒါမှမဟုတ်လူရောင်ဖန်ဆင်းပြီးအဖို့ရောင်ဆောင်လာပြီမင်းမြောက်တန်စာ9ပါးပါတယ်အထုတ်ထုတ်နဲ့မင်းမြူနဲ့လာပြန်မှာမင်းဝါကျူမင်းဝါကျူတာမကြည့်တော့ကျွန်တော်သွားနေတာပါကျွန်တော်မှလည်းလေဆောင်နေရပါတယ်ကဲအဲ့လိုဆိုရင်ငါမင်းကို UVC စီးပြီးသွားကြည့်ပြီဆိုတော့အဲ့မှာတေမင်းပြရအင်းကြီးဗလာနဲ့ကိုကြီးတို့ကိုတုံးလုံးနဲ့နော်မင်းမြူစီးရဲဆိုတဲ့ကိုလိုမျိုးကြီးဟောကြားကြရတိုက်နေတဲ့သူ့ရှင်မင်းဆိုပြီးဖြစ်ပြီးဆိုပြီးအဲ့မှာပကံကြည့်ရှင်ပေါ်ဆောင်သွားပြီးတော့အဲ့မှာပကံကြီးမှာမင်းဆက်30 60မြောက်စလီမင်းခွေးရဲဆိုပြီးတော့ခီးနှန်းကိုစတင်ထူးဆန်းခဲ့တာအဲ့ဒီခီးနှန်းစတဲ့တော့ရှင်မင်းဖြစ်တဲ့ချိန်ကာလမှာဒီဇာလာရွာပြီးမမင်းဘူးဒီပြမြောက်မယ်ဒီမွေးမရနာမည်ဆွဲတဲ့ခါကျတော့မလိုက်ရပြီနဲ့ဟိုဒီမှာကိုယ့်ရဲ့ဇာတိရရွာမှာဘုရားစီတဲပြစီကိုခွင့်တောင်းနေတာမှာတဲစီပေါ့လေဒီရင်းနေအမှ
ပြေလဲကိုးစီငွေလဲကိုးစီနော်သာသနာပြီးတော့ဆရာကြီးကိုတဲခဲ့ပါအောင်မြင်ပြီးတဲ့ခါမှာပြည့်ရနေကြမှာဒီသူကအကြံစီနဲ့ပေါ့သူ့ရဲ့ရီးစားရှိတဲ့ကိုရွှေမြင့်ရှင်မြှောက်ရှင်တဲ့အတွက်စိတ်ပြီးတော့ကြံစီပြီးဒီမဟုတ်တယ်မှာဓာတ်ဆက်လမ်းဆက်ပြီးတက်စင်းနေမှာသူကသေးမင်းခွေးဆရာခုမြောင်ကကြွပါသူကဆံပြောတဲ့ခါမှာဖောင်နဲ့သုံးလာတာဒီနော်ဘယ်လိုသုံးလာပြီးဒီရှိမှာအင်းတော့ညောင်မင်းကြီးတယ်ကနဒီကနာမှာကျွန်တော်ငငယ်ဆိုရင်ဒီငါဘက်လောက်ညောင်မင်းအကြီးကြီးပါဖောင်တော်ဦးညောင်မင်းကျွန်တော်တို့ဘိုးဘွားကြီးပြောခဲ့ဘူးပါဖောင်ဆိုင်ခဲ့တယ်ဖောင်ဆိုင်ခဲ့နော်ဝင်းကဒီအရှိပဲမဟုတ်ကန်ကြီးဒီမှာသေမင်းခွေးကဝင်လာတယ်ဝင်လာတဲ့ခါမှာသေမင်းခွေးကိုသူကရှေ့မှာသူကတုံတော့ပြောက်ထွက်တာဒီဓာတ်တွေလေးမာတော့တုံတော့ပေါ့အင်းကဘူးပြောတုံတော့အင်းကမင်းဒီအပြောက်တော့တာဘူးကကွန်းတိုင်းရောင်းနေပုံစံမျိုးနဲ့ဒါရုပ်ကမာရုပ်လုံးနဲ့ကျွန်တော်မင်းကဘာလို့ဆက်တယ်ဟုတ်ကဲ့မရှင်းပြန်တာဒီနေ့ကဝင်လာရင်ကဆက်ရမှာသူကဘာဖြစ်လို့စလီမင်းခွေးကိုလောက်ကြံကြတာလဲသူကယောက်ျားရှိကိုဆွေးနေဆိုတာကိုဆွေးအဲ့တော့ကျတော့အဲ့တော့ဘယင်းတိုင်ဘယင်းဖြစ်တယ်မဟုတ်တယ်စလီမင်းခွေးနဲ့မတွေ့ခင်ဒီမမင်းဘူးကငုံပြတ်လည်းရောင်းနေပါတိုင်းအဲ့ခေါ်ရင်သူကယောက်ျားရှိပြီလားရီးသားပဲရှိတယ်သူဘယင်းဖြစ်တော့ယောက်ျားရနေအဲ့ဒီမှာသူလာရဲ့ခင်ဗျာဒီမင်းကိုတတ်တက်ပြီသူယောက်ျားကိုဘင်းနေပါဘင်းနေပါအဲ့ဒီမင်းကိုတာဒီမင်းကဝင်လာတယ်ကျတော့မအဲ့မင်းပြပြောကမှာဝင်မင်းဖြစ်တဲ့ကောင်ပြတ်သွားတယ်ဖြစ်တာပြတ်ဒါဘယင်းဆိုတော့သူကလည်းတော့တယ်ဘာဖြစ်ဖြစ်မရှိတာလည်းသူပြရတယ်သူမပြရဘူးဒီမင်းကအကြံပြင်းအဲ့ကျန်မှာစိတ်ဒီကောင်ပြည့်ပြန်တော့ဒါပဲထားတဲ့နေနဲ့ပြတ်တော့ဟာငါ့ကိုလောက်ကြမယ်မင်းပါလားဆိုဟမ်ဒီစင်းမျိုးပဲဆောင်နေတော့မှာပဲပြန်ဖျားမြောက်ခက်မှာပြတ်လိုက်တယ်ပြတ်ဒီဟိုဘက်တော့မှာကျွန်တော်ဖျားလေးတူပေးခဲ့တယ်မမင်းမှုအပါရနဲ့အုပ်ဘူးရုပ်ဘူးအဲ့လိုဆက်ကြပြီးတော့ကိုစင်းမြောက်ဒီစင်းကအချင်းကောင်းကိုဘယ်ဟိုဘက်ဖတ်ပြပါတော့ဖတ်ပြသွားပြီဆိုတော့ဘယ်ကတွင်နေမှာလက်တဲ့ခါမှာဟိုမှာမလင်းနေဘူးသစ္စာကြီးလမ်းစီရနေအောင်စစ်စစ်ကြီးနော်သစ္စာတန်းစီရနေအောင်စစ်စစ်ကြီးဗလာဆိုပြီးအခုချိန်ကြီးတာစစ်စစ်ကြီးဟုတ်ကဲ့အဲ့ဒီခါဆက်တဲ့ခါကျတော့ဟိုရှိမှာမဖြင်းပြည့်ပြီးတော့လက်ညှိုးတို့ပြရတာဖြင်းပြင်းမရဆိုဒါဆိုဒီရွှေမြင့်နေဖျားနဲ့ဒီမမင်းဘူးဖျားနဲ့ဆက်တယ်ဟုတ်ကဲ့သူရဲ့မမင်းဘူးရဲ့ယောက်ျားရွှေမြင့်နေဟုတ်ကဲ့ကိုရွှေမြင့်အဲ့ထွက်ပြေလို့ရွှေမြင့်တယ်နောက်ကဆက်ကလည်းခုပြောပြတဲ့မမင်းဘူးနဲ့စလီမင်းခွေးရဲ့အကြောင်းကသမိုင်းရာဇဝင်တွေမှာရှိတာသမိုင်းမှာမှန်လားရာဇဝင်ဥက္ကလာရာဇဝင်မှာတော့ဒီစလီမင်းခွေးနော်ဗကံပြည့်စင်မင်း30 60မြောက်မှာရှင်မြင့်ဖြစ်လာတော့ဒါပါပါတယ်ဒါပေမဲ့ဒီမမင်းဘူးနဲ့ဆက်ဆက်ရဲ့ဟာတော့ကျွန်တော်မရှိပါဘူး။အဲ့ဒါရာဇဝင်နဲ့။ရာဇဝင်လို့လဲเนาะပြောရမှာပေါ့။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါဟုတ်ကဲ့။ပြီးတော့နောက်ထပ်ဒီမမင်းဘူးဖျားမှာထူးခြားလာပြီဆိုရင်ဘာများရှိဟုတ်ကဲ့ခင်ဗျာထူးခြားကျွန်တော်ရှင်ဘူးဖျားကြီးဟာဒီမြန်မာပြည်ဘယ်ဘက်မှာတော့ညံတော်အဖြစ်အတောင်အဖြစ်တရားနဲ့ဖြစ်တော့ပြည်နဲ့ဆိုတော့160နှစ်ပြီမြင့်ပါတယ်။နောက်ထူးခြားတာတခုကဒီဒီကွန်ကြီးဒီခုသိရှိပါတယ်။ကျန်တဲ့ဖျားကြီးမှာဒီကွန်ကြီးတစ်ခုရှိပါတယ်။ကျွန်တော်ဖျားကြီးက၄ခုရှိပါတယ်။ဒီခုကသင်ရုပ်တယ်မင်းရုပ်တယ်၊နွားရုပ်တယ်၊ချင်းရုပ်တယ်ပြီးတော့၄ခုရှိတယ်။ဒါဒီရုပ်တွေရဲ့ဒီမိကဒီတွေကသင်ရုပ်ကတော့ကျွန်တော်ဘုရားမဲသမားရနော်အဲ့ဒါတကမှဘုရားတော်တော့ဟာညာဘက်လိုင်းနန်းတော်မှာတော့ပြည့်ပါတယ်ဆိုတော့ဒီပဲပြီးညွှန်ပါတယ်။နောက်မြင်းရုပ်ကတော့ဘုရားတော်တိုးထွက်တဲ့အခါမှာတာရကမြင်းကိုစီတိုးထွက်တဲ့ဒီလိုပေါ်ပြင်းဖြစ်ပါတယ်။နောက်ချင်းရုပ်ကတော့ဘုရားဖြစ်တဲ့အခါမှာတိုးထွက်တဲ့အခါချင်းမြင်းတွေရဲမြင့်စွာနဲ့ပြစ်ကြံကျူးကိုအထုတ်နော်ဒါကောင်များကိုချွတ်မယ်ဆိုရင်ရဲနဲ့ပြစ်ကြတယ်လို့ဆောင်ရင်ဒီလိုရှိပါတယ်။ဝါရုပ်ကတော့ကျွန်တော်ရချင်းဘုရားကြီးပြိဋိဘံတန်းတဲ့ဆံမင်းကဝါရုပ်လို့ဆောင်တယ်ဒီလိုပေါ်ပြတာ။နောက်ထပ်ကောဒီကုန်းတိုင်း၄ခုနဲ့ပတ်သက်ပြီးတော့နောက်ထပ်အကြောင်းတရားတို့ဒါမှမဟုတ်ရင်ပုံစံမျိုးပေါ့နောက်တစ်မျိုးရှိသေးလားဘုန်းနဲ့အဲ့ဒီကုန်းတိုင်းဒီကုန်းတိုင်းဒီတော့တမျိုးကတော့ကျွန်တော်တို့လူဘောဘကာကြီးတွေတရှိနော်ဒီမှာဒီဘုရားဘာပုဂ္ဂိုလ်ရဲ့ဒီတိုင်းလေးဖြစ်ဖြစ်တတ်တာစင်တဲ့နော်အာကြီးမှာလည်းကာလအထူးရေဦးထိုင်းရမယ်နော်မြင်းကဲဆိုတင်းမြန်းစွာတင်းမြန်းနဲ့ကာလအထူးလုပ်ဆောင်ရမယ်ချင်းမင်းကရေးရင်စွာလုပ်ဆောင်ရမယ်ငါးကဲဒီတိထန်နဲ့တိတ်တိုင်းကြက်နေခံလုံးကန်နဲ့သူ့စားပါလို့ဒီမှာဘုရားကာလတော်ကြီးတောက်တော့ပါဆိုဒီလိုလုပ်ဆောင်ဒါနောက်တစ်မျိုးနောက်တစ်မျိုးဒါနောက်တစ်မျိုးယူဆထားတဲ့ပုံစံမျိုးပေါ့နော်
နောက်ထပ်ကောအဲ့လိုဒီမမေဘူးဖျားနဲ့ပတ်သက်လို့ပြောချင်တာလေးတွေဟိုဘူးသူတာပေးချင်တာလေးတွေရှိသေးလားဗျာနောက်ထပ်ပြောချင်တာကတော့ကျွန်တော်တို့ခင်းမှုဖျားကြီးကမာတော့သူ့တော်မြင့်ဖျားကြီးဘာကြောင့်သူ့တော်မြင့်ရဲဆိုရင်ကျွန်တော်စီတူရောဘွားနဲ့ရှင်းပြရင်တော့ဖြစ်ခဲ့တယ်ဝန်သားရဲ့ဘွားကြီးဒီဖျားကြီးတော့ဖြစ်ခဲ့လာတယ်နော်မြင့်တယ်ဘောရောက်ခဲ့ပါတယ်လုံးသူ့တော်မြင့်ရဲ့ဖျားကြီးဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်တော့မိဖျားတော့မဖြစ်ခဲ့ဘူးလားဒီဖျားဖြောက်တယ်ဖြစ်သွားတယ်ဟောဖြောက်တယ်ဒီဖျားဖြောက်လို့ဒီဖျားကြီးတဲမရတယ်ဒါပါဟုတ်ကဲ့ပြောင်းတော့ပြင်းပြင်းကျေးဘာမှမပြီးမဲ့ဒီနာမျိုးဟောအဲ့ကျမှဘယင်ကနေပြီးတော့ဒီဖျားကြီးတဲဖို့အတွက်တဲဖို့အတွက်ကိုလိုအပ်တဲ့ဘန္နာတွေပေးလိုက်တာဟုတ်ပြီဟုတ်ပြီနောက်ထပ်ကောဘာများပြောချင်လဲဟုတ်ကဲ့ကျွန်တော်ဒီဖျားကြီးဘယ်လိုပြုပြင်ဟာတာကျွန်တော်2005ခုနှစ်မှာနော်ကျွန်တော်2005ခုနှစ်မှာမင်းကဓမိကတော့ဆန်းသိမ်းမှာဆရာတော်ဖျားကြီးဥပဒနာဥဆောင်ပြီးတော့ကျွန်တော်ဥပဒနာတပည့်ဥပဒနာအနိကကြီးပြတ်ပြီးတော့ကျွန်တော်ကြားတကာမင်းမျိုးကနော်ကြားတကာကြီးဥကျော်လွင်တော့ပေါ့ပြီးလို့ရက်ပြီးရောင်းနေဒီကြောက်ကလည်းမားတယ်ပြီးတော့ကျွန်တော်အများပြည်သူရဲ့ဘာမှစီးတဲ့လူရဲ့ပြန်လေပြုပြင်နေတဲ့ခါမှာခုအခြေအနေမျိုးတရားပြန်ပြီးတော့တက်ပြလာတာအရင်တော့ဘုရားကြီးဟောင်းများဆွေးနွေးအရင်တော့ကျတော့ဗာလဲအုပ်အင်္ဂလိပ်ကြီးပဲရှိတယ်အုပ်သားကြီးကျန်နေတယ်နှစ်ပေါင်းများစွာကြားတဲ့အခါသူဒီမဲ့လူရှိတဲ့အခါကျတော့တတိယမျိုးဩအဲ့ခုနမင်းလာဆရာတော်ဘုရားကြီးဥဆောင်ပြီးတော့အဲ့ကြမှာပြန်ပြီးဘယ်နှခုနှစ်လဲအဲ့ဒါ2005ခုနှစ်2005ကျမှဒီပုံကကျန်လို့ဒါ2006ခုနှစ်မှာပြီးတယ်ဩ2005မှာလို့2006မှာပြီးတဲ့ခါကျမှဒီပုံစံပြန်ဖြစ်သွားဘိုးကတော့ဘုရားကြီးကဥစိုးပဲကြီးကြီးရရောင်းမနိုင်ရရိုင်းရအဲ့တော့ရောဒီဒဂုံလေးရှိလားအဲ့တော့ဘာမှမရှိဟောဒီဒဂုံလေးခုကလည်းအဲ့ဖျားပြင်ကမှလို့အဲ့ဖျားကြီးပြင်ကမှဒီဆရာတော်ဘုရားကြမှာလောက်တာဟုတ်ကဲ့ဟုတ်ကဲ့ပါအခုလိုသေချာရှင်းပြပေးတယ်ဆိုတော့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးဒီဖျားရဲ့ဘွဲတော်ရဲ့အမိလေးများသိတာမဟုတ်လားသိပါတယ်ခင်ဗျဟိုဘယ်လိုများခေါ်လဲမသိဘူးကျွန်တော်သာသနာသမိုင်းဝင်သမုဒ္ဒပြည်ပြီးအောက်ကျောင်းများစီဒီဖျားကြီးကိုခေါ်ပါတယ်ခင်ဗျဟိုဘာဖြစ်လို့အောက်ကျောင်းလို့ခေါ်ရလဲဗျအောက်ကျောင်းလို့ခေါ်တဲ့အကြောင်းကတော့မြတ်စွာဘုရားသခင်ကကျောင်းတော်ကဒေသမှာတရင်သုံးတယ်ဟုတ်နော်သူတရင်သုံးတဲ့နေရာအထက်ကျောင်းဟုတ်ဒီမှာမဟာဗုဒ္ဓမတရားဒုတိယတရင်သုံးတဲ့နေရာဖြစ်လို့ဒီကအောက်ကျောင်းအားမလို့အထက်ကျောင်းအောက်ကျောင်းဆိုတော့အောက်ကျောင်းလို့ခေါ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီအောက်ကျောင်းဖျားကြီးရဲ့ခောပကအဖွဲ့ဝင်ဦးလာကြီးဖြစ်ပါတယ်ဟုတ်ကဲ့ဗျာဟုတ်ကဲ့ဒါနဲ့ဟိုဒီဖျားရဲ့ထူးခြားချက်လေးရောဘာများရှိသေးလဲမသိဘူးအောက်ကျောင်းသမုဒ္ဒဂီရီများစီဒီဖျားလို့ခေါ်တယ်အကြောင်းရင်းကတော့ဂီရီကတောင်ကုန်းသမုဒ္ဒဆိုတာကမန်းချောင်းရယ်မုံချောင်းရယ်မြစ်ကယ်ဒီနေရာမှာလာပြီးပေါင်းတယ်ဒါမြတ်စွာဘုရားသခင်လက်ထက်လွန်ခဲ့တဲ့2500ကျော်အခါဖြစ်တယ်ဒါမှမဟုတ်ဒီနေရာမှာလှိုင်းလေးတွေစုညံတယ်မဟာဗုဒ္ဓမတရားဒုတိယအကြိမ်မြောက်ခရင်းသုံးတဲ့နေရာဖြစ်တယ်ဒီနေရာမှာလှိုင်းနဲ့တန်လေးတန်စုညံလို့ဘယ်လို့မှသူတရားအထုတ်လို့မရဘူးဆိုတော့နောက်တဲ့နေရာကိုရွှေ့တဲ့နေရာတော့သကုထေကြီးဆိုတဲ့နေရာပါဒါဆရာတို့လည်းသကုထေကြီးကိုရောက်မှာပါအဲ့တော့ဒီမှာကသမုဒ္ဒဂီမြစီတီအောက်ကျောင်းအထက်ကျောင်းကမြတ်စွာဘုရားသခင်ကျောင်းတော်မှာတရင်သုံးလို့အထက်ကျောင်းဒီနေရာမှာမဟာဗုဒ္ဓမထေတရင်သုံးလို့အောက်ကျောင်းဒီလိုဆိုလို့အောက်ကျောင်းဘုရားဒီလိုခေါ်ကြပါတယ်အမှန်ဘုရားပြည့်စုံကတော့သမုဒ္ဒဂီမြစီတီရဲ့ရည်ရွယ်ချက်ကတော့ဒုတော်မင်းကြီးလက်ထက်မှာနော်ဒီအေရီတိရာသူပေါဝင်ကျင်ပေါ့အဲ့မှာသူကကြီးညိုတရားပွားလုံးပြီးတော့ညဖျားလေးကိုဒီဖျားထဲမှာထားပနာပြီးတော့တဲတယ်ဒါမှမဟုတ်မြတ်ဖျားထားပနာတဲခဲ့တဲ့ဇီဒီဆိုပြီးတော့ညဇီဒီလို့ခေါ်ကြပါတယ်ဟိုဇီဒီတော့အောင်ဘယ်နဲ့စုတီထားကိုးွယ်ခဲ့ရလဲဗျဟုတ်ကဲ့ကျွန်တော်90နဲ့60ရှိပါတယ်ခင်ဗျဒီဖျားဇီဒီတွေအကုန်လုံးဘယ်သူတွေကတီထားကိုးွယ်ခဲ့ရလဲဒါအများပြည်သူပေါင်းမှုပါပဲခင်ဗျဟုတ်အများပြည်သူဒီကကြာကန်အောင်ကျောင်းပါကုန်းလက်ပတ်တပင်လိမ့်နံမေပကုန်းမန်းကျူထီအောင်ပေါ့ခင်ဗျအဲ့ဒါလိုထီအောင်ပြီးကြပါတော့ပြီးတော့တခြားထူးခြားလေးရောရှိသေးလားဗျနောက်ထပ်ထူးခြားတာကျွန်တော်တို့ဒီဟိုဘက်ဖျားကြီးရဲ့တောင်ဘက်မှာတော့ကျွန်တော်ဖောင်တော်ဦးစီရီရဲ့လို့ရှိပါတယ်ခင်ဗျဒါသူနဲ့တစ်ဆက်တည်းပေါ့မဟာပုံနာမထင်နဲ့ဆက်ဆက်နေတာပေါ့ဆက်တဲ့သဘောပေါ့ဟောဆိုပထမနေရာကရေဘုတ်ရွှေမြင့်တင်မှာနောက်သတင်းသုံးတယ်ရေဘုတ်ရွှေမြင့်တင်ကခုကျွန်တော်တို့နောက်နေ့သွားရင်တွေ့မဲ့ဒီပါလှမ်းပေးတယ်ရေဘုတ်ရွှေမြင့်တင်မှာ
တရားအထုတ်လို့မရလို့ဒီနေရာကိုဒုတိယချင်းပြောင်းလာတယ်ဒီနေရာမှာတရားအထုတ်တယ်လိုင်းနံလေးတန်နေစူးညံတယ်ကျွန်တော်ပြောတဲ့ဒီလိုင်းနံနေဖြစ်လို့ဒါမှမဟုတ်ဒီနေရာမှာတရားအထုတ်လို့မရလို့ဆက်ပြီးနောက်တင်နေရာပြောင်းတယ်နောက်တင်နေရာပြောင်းလို့အခုကြီးပေါ့နောက်ဆုံးနံပါတ်4နေရာတော့ခုဆရာတို့သွားမဲ့အကြောင်းနေရာပေါ့အဲအကြောင်းနေရာမှာသူအတော်ခုန်ခမ်းပြီးတော့ဂျဟန္တာဖြစ်သွားပါတယ်အဲဒီမှာဒါမှမဟုတ်မဟာဘုံနာလေးဌာနခေါ်ပါတယ်ဒါဒုတိယနေရာအဝိဇ္ဇဟိတပနေရာဆိုပြီးတော့အားလုံးကပေါင်းစုပြီးတော့ကောင်းမှုတွေလှုပ်ထားကြတာပါဒီဖျားရဲ့ပွဲတော်ကြီးကြတော့ဘယ်လတွေမှာကျင်းပါလဲဗျာကျွန်တော်သတင်းကျွလာစား73 14မှာကျင်းပါပါတယ်ခင်ဗျဘယ်လိုမျိုးကြီးကျင်းပါလဲဘယ်လိုပုံစံမျိုးကျင်းပါလဲဆိုတော့ကျွန်တော်73 14မှာကျွန်တော်ဆွမ်းတော်ကြီးတင်နော်ကျွန်တော်14ရွာကလာရောက်ပြီးပူဇော်ပါတယ်ခင်ဗျနောက်အဲ့မှာပွဲလန်းသဘင်လည်းပါပါတယ်ခင်ဗျပွဲလန်းသဘင်ကျတော့ဟိုးရှိတော့ကတော့ကျွန်တော်လှဲကြီးလှဲငယ်နဲ့လာပြီးတော့ကြည့်ဆုကြတာပေါ့ဗျအခုနောက်ပိုင်းကတော့ကားနဲ့ဖြစ်အကုန်ကြတာပေါ့ဟုတ်တော်တော်လေးစီကားရှိပါတယ်ခင်ဗျကျွန်တော်ဒီပွဲဆိုလို့နှစ်စဉ်ကျင်းပခဲ့တာတစ်နှစ်မှမပြတ်ခဲ့ပါဘူးဘုသူရရစရာလေးလာစရာကတော့ဒီဘုရားကြီးကဒီလွန်ခဲ့တဲ့နှစ်1500ခရီးဒါစောက်ထားတယ်အစင်းစင်းတိုးချက်ပြီးတော့လာတယ်အဲ့တော့ခုကျွန်တော်တို့သိမိသလောက်ကတော့ရှေးကြဆုံးကအင်းဝခေတုံကတည်ထားတဲ့အုတ်တစ်ချက်မှမပါတယ်ကြောက်စီတွေတခုရှိပါတယ်အင်မတန်လက်ရကောင်းပါတယ်ဒါမြန်မာမှုအမှုပညာလက်ရအနေနဲ့ဒီဂောဘကပွဲထိန်းသိမ်းထားပါတယ်နောက်အဲ့ဒါနဲ့တစ်ဆက်တည်းပဲဒီဟွာပေါ့ဇာတပတိတောက်မှာအဲ့ဒီကကျတော့ကျွန်တော်တို့မဟာဘုံနာမထေသတင်းသုံးလက်ချောင်းဆောင်ဆိုပြီးတော့ဒါမင်းဘူးကဒီစေနာရှင်နော်ကုသိုလ်ယူတဲ့လူတွေကနေပြီးတော့တိဆောက်ပြီးထားရရှိပါတယ်အဲ့တော့ဒီမဟာဘုံနာမထေသတင်းသုံးတဲ့ပုံကတာမောက်ဒီဦးမောင်ကိုယ်တိုင်ပုံစံထုတ်ပြီးတော့ကျောင်းတော်ရဘုရားမှာလည်းဒီပုံစံပဲထားတယ်ဒီမိုးပဲယူတော့ဒီမှာဆက်ပြီးတော့သတင်းသုံးထားပါတယ်ဒါမှမဟုတ်မဟာဘုံနာမထေရဲ့ပုံစံဟာတကယ်ကိုနိုင်ငံကျော်ပြည်သူ့ကပညာရှင်လုပ်ခဲ့တဲ့ပုံစံဖြစ်တယ်ဒါကိုကျွန်တော်တို့ကကူးယူပြီးတော့ပူဇော်ထားတဲ့မဟာဘုံနာကျောင်းဆောင်ဆိုတာလေးလည်းရှိပါတယ်ကျန်တာကတော့ကျွန်တော်တို့ကြောက်စစ်နဲ့ထုလုပ်ထားတဲ့ဒီအဘူးလုပ်တွေရှိမယ်ဒီဘလူးမသားပိုက်ဆိုတဲ့အယုတ်ကလေးတွေဒါတွေကလည်းဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း400-500ကျော်ကထုခဲ့တဲ့အယုတ်တွေပါနောက်ဒီဘက်ကမှာရှိတဲ့ခေါင်းလောင်းလေးဆိုလို့ရှိရင်လည်းအင်းဝခင်တော်ကခေါင်းလောင်းလေးပါနောက်ခေါင်းလောင်းကတော့မသမားကြီးခိုးသွားလို့ဒီအောက်ကခေါင်းလောင်းမရှိပဲဟိုကပေါင်းကွင်းမှာတော့အင်းဝခင်ကဒီကိုစားစင်ပုံစံလေးတွေပါတဲ့ခေါင်းလောင်းပုံစံလေးကျန်းနေပါတယ်ဒါပါကြီးရဲ့ဒီဘုရားကြီးရဲ့မြန်မာမှုအမှုပညာချက်တွေပုံမွန်နေတဲ့ဘုရားကြီးပြောလို့ရပါတယ်